ကိုဒီထဲမှာထည့်ထားတာပါလေ900ကဲရှစ်တို့အကူကမင်းကိုမပြဘဲနဲ့မွေဖြစ်ပြီလို့ပြောရင်ဒါယုံလားလဲယုံမလဲဒါထဲကိုကြည့်အထဲထဲမှာဒါဘာတွေ့တယ်ဟော900တော့ငါသိတာပေါ့မွေတွေပါတွေပါလားမွေရောဖြစ်ပြီလားရပြီဟိုဘက်သွားရိုက်တုံလေးခဏပေးဒီမှာကြည့်တစ်လက်မှာနှစ်လက်မှာသုံးလက်မှာအမ်မန်ဝါရှာစလိုက်လမ်းကြောင်းခံမထားဘူးရောဒီလိုလေးထက်ထဲကိုလက်နိုင်ဘိုးရောပေါ့မရှင်းဘူးသားရှင်းအောင်ပြမယ်ရောဒီဘဝထဲမှာဖွက်ထားဘယ်လိုလုပ်မလဲဒါအသက်နဲ့ခန္ဓာကိုယ်ကာကွယ်မဲ့ပုံပါအင်းစံဘဝလေးကဘဝအုပ်လိုက်လက်နဲ့နှိုက်လိုက်တာနဲ့မွေးတဲ့ကောင်အားလုံးခေါက်ထောက်ကိုမွေတွေထွက်ပြီးဥတိုက်ရရောမင်းကဒီတော့ကင်ထားကဲရပြီအိုင်သားမှာခဏထိုင်ပိသက်ထဲကစီနာလေးနည်းနည်းကပ်ပြီးအားလုံးကျေးဇူးတင်တယ်ကျွန်တော်လည်းပြရတာပင်မအယူလေးနဲ့သွားအောင်ဟုတ်လားဟောတော့ကြမနေ့ကလို့ပြမယ်မြက်လက်ဆရာပြတာဘာဆိုလားဆိုလားရင်သွားပြီးစားလို့တော့ပေါ့ပြအရသာမရှိတဲ့ဟင်းတော့ခွက်လို့ပဲကြည့်လို့လည်းမကောင်းဘူးအဲ့တော့လေးလေးပေပေမို့ဟုတ်လားအဲ့တော့သားအဲ့ဒီကနေအတန်လေးနည်းနည်းပေးလမ်းဘူးလားဆက်ရဝင်စတင်ကညာချင်းနေလိုက်တော့သမီးဝေးမှာသားမွေးကနေ့ရဲ့စိတ်ကရင်တော့ပြတာအိုင်နာကိုလို့ပြတာကိုပြေးတာကိုစားအောင်းကိုလို့အစီအစဉ်ကိုတော့ပြတာအဲတော့ပြန်လဲကောင်းမယ်ဒါလည်းဆိုရင်ပြန်လဲဆိုပါကောင်းလို့လမ်းကြိုက်တာရှောင်မြန်လို့ဒါဗတ်တက်လေးခဏရဲ့ရောက်ပဲရှင်မခိတာအဲ့ဒီရှင်လေးနဲ့တို့အထက်ထဲမှာထည့်ထားတာ900လားမွေသားသားမွေဖြစ်ပြီလို့ပြောရင်ဒါမင်းယုံလားဟောထင်ကြီးတယ်မယုံဘူးတဲ့ခွင့်ကြည့်မယ်မွေဖြစ်ရင်ဖြစ်ပြီလို့ကြားလာသားမွေဖြစ်ရင်ဖြစ်ပြီလို့အကယ်လို့ဖွင့်ပြလို့အထဲမှာ900ရှိတယ်မွေမဖြစ်ရင်ကြိုင်ထားတာပါလေသားဒါကောင်းဝင်ရိုက်ကြားလားဒုံလေးထောင်တာရှစ်တို့အဖြစ်မှရိုက်နော်မာထားရသေးတယ်မင်းဘာနေသားလဲစတေသားကြီးကဲစတေနံမွေးငကားတို့မျက်စောင်းသုံးသမီးအကြောင်းသုံးမမရွေဘူးခေါင်းကိုလုံးအမိသမီးတကောင်လုံးပြတာစတေသားကိုမြင်အောင်ပြတာဒါလာသားဝေဖြစ်ရိုက်ပါလားဖြစ်ပြီလို့អော်လိုက်ဒုတ်ထောင်လိုက်ဒါလာသားမဖြစ်ရင်ခေါင်းကိုရိုက်မယ်ဟိုဘက်မှာဗတ်တက်လေးရဲ့အိုက်ပါထားဒါခါလေးနည်းနည်းကုတ်ရေတော်နည်းနည်းတောက်ထားအောင်ပါဒီကောင်တကယ်လို့ပါဝေဖြစ်ပြီလို့ကြားလာသားဟုတ်ပြီနော်စနေသားကြီးကိုသမီးမျက်လုံးပြူချင်းရှာထုတ်ချင်းဆွဲထုတ်ချင်းလုံးဝခွင့်မပြုဘူးဖြစ်ပြီတော့တကောင်လုံးပြဟောလာလာပါဖြစ်တာအားလုံးနဲ့အားတွေ့လေဖြစ်ပြီလားဝေတွေ့လားဝေရောဖြစ်ပြီလားဖြစ်ပြီလို့ဟောလိုက်အေးရပြီဒီမှာထိုင်ဘာကိုရိုက်မလို့လားတော့ခဏထိုင်မတရရရေတော့ဖတ်ကြတယ်မသားခဏထိုင်အောင်အဲဒီဝင်နေတာ